တချို့ကကျမတင်ထားတဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့အရွယ်အသေးလေးတွေကိုပဲအဓိကဦးစားပေးရောင်းတယ်လို့ထင်ကြတယ်ပေါ့နော်တကယ်တမ်းကရွေးချယ်စရာအနေနဲ့အရွယ်သေးလေးတွေကနေပါတယ်ဘာလို့လဲဆိုတော့လက်ကားဆိုင်လေးတွေကိုတိတ်ပြီးပို့လို့မနိုင်လို့ပါမနိုင်ရတဲ့အကြောင်းရင်းလေးကတချို့လက်ကားဆိုင်တွေဆိုလို့ရှိရင်ကျမတို့ပို့ချင်တဲ့လောက်ပို့လို့ရတယ်အမှုရာအဆုံးကိုကြိုက်တဲ့လောက်ကိုပို့တယ်သူတို့ကလည်းကုန်ယူတယ်ပေါ့နော်တချို့ကတော့တိတိကျကျအော်ဒါတင်ပေးပါတယ်လူမျိုးလေးတွေအော်ဒါတင်တဲ့အခါမှာသူတို့အစု20လောက်အော်ဒါတင်လို့ရှိရင်ကျမ25စုလုပ်တယ်5စုကိုတော့လက်လီရောင်းတယ်ပေါ့နော်အဲ့ဒီလိုမျိုးလက်လီရောင်းဖို့အတွက် online ပေါ်တင်ပြီးတော့ရောင်းတဲ့အခါမှာနောက်တစ်ဆိုင်ကထပ်မြင်နေပြီးတော့အဲ့ဟိုတွေကထပ်ပြီးယူတယ်ပေါ့နော်အဲ့လိုမျိုးလေးတန်တရားလေးနေလို့ပါနောက်တစ်ချက်ကအရွယ်ကြီးစင်းတူတော်တွေဆိုလို့ရှိရင်ကျမတယောက်အားနဲ့မနိုင်ပါဘူးပြီးတော့အဲ့လိုမျိုးရွှေ့တာဖြူတယ်လုပ်ပြီးတဲ့အခါမှာဆိုရင် lighting တိတ်မကြိုက်လို့ရှင်လဲကျမဗီဒီယိုတွေကိုမတင်ပါဘူးရှင်တကယ်လို့ကိုယ့်ရဲ့ customer ဒီပုံတော်လေးကိုဗီဒီယိုလေးမြင်နေတယ်ဆိုလို့ရှိရင်တော့တကူတကရိုက်ပေးရမှာပေါ့ပြီးတော့လေမန်းလေးမြို့ပေါ်မှာဖွဲရတိတ်ပြီးတော့ဝယ်လို့မရဘူးရှင်မြင်တဲ့အတိုင်းပဲမန်းလေးပေါ်ကဝယ်တဲ့ကောက်ရိုးတွေနဲ့ရွာပါလာတဲ့ဖွဲတွေကိုညှက်ထည့်ပေးရတယ်ပေါ့နော်လက်လီအနေနဲ့တဆူချင်းပို့ရတာတိတ်ပြီးကိစ္စမရှိဘူးလွယ်လက်ကားဆိုင်တွေပို့ရတဲ့အခါမှာဖွဲရတော့တော်တော်လေးလူပါတယ်လန်ခီကြောင်ကားလှုပ်တဲ့အခါမှာဖွဲတွေကခြောင်ပြီးတော့တဆူနဲ့တဆူရိုက်ပြီးတော့မကျိုးပဲ့တာတွေလည်းရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်ကျမတို့ဖွဲတွေကိုကြက်သိနေအောင်ထည့်ရတယ်တကယ်လို့ကျိုးပဲ့သွားလို့ရှိရင်လည်းစိတ်ပူပူပါနဲ့ကျမတို့ကပြန်ပြီးတော့လဲပေးတယ်ပေါ့နော်ကျိုးပဲ့သွားတဲ့အခါမှာကျမတို့အနေနဲ့ဆုံးရှုံးသွားတာမျိုးရှိပါတယ်ဒါပေမဲ့လက်ကားဆိုင်တွေအနေနဲ့ကတော့တိတ်ပြီးတော့ပြဿနာမရှိဘူးပေါ့နော်ကျမတို့ကတဆူမဟုတ်တဆူအစားထိုးပြန်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ဒါပေမဲ့တဆူချင်းပူဇော်ခြင်းတဲ့သူတွေအတွက်ကျတော့နည်းနည်းလေးပြဿနာရှိရရှင်အဲ့ဒါပါလဲဆိုရင်တချို့ကကြတော့ပြည်သား order တင်ထားတဲ့ပုံတော်လေးတွေကပြန်ပြီးတော့အစားထိုးတဆူလဲပေးဖို့ရကျမတို့မှာအဲ့လိုပုံတော်တွေမရှိတတ်တာမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့အဲ့လိုပုံတော်လေးတွေကကျိုးပဲ့သွားလို့မဖြစ်ဘူးပေါ့နော်တကယ်လို့ကျိုးပဲ့သွားခဲ့ရင်တော့အချိန်ထပ်ဆောက်အောင်မဖြစ်တဲ့အတွက်ကြောင့်မလို့ပြဿနာနည်းနည်းတက်တယ်ပေါ့နော်ဒါပေမဲ့အရင်ကြီးစိတ်ပူစရာမလိုပါဘူးကျမတို့အနေနဲ့တိတိကျကျထုတ်ပိုးပြီးတော့ထည့်ပေးတာဖြစ်ပါတယ်နောက်ပြီးတော့အစုတရာမှာတဆူလောက်တောင်မှမကျိုးပါဘူးရှင်တာဝန်ယူမှုတာဝန်ခံမှုနဲ့ကျမတို့ပြုလုပ်ပေးမှာဖြစ်ပါတယ်